ကြောက်ဖြူတိုက်ပွဲအပေါ်အမေရိကန်တပ်ဖွဲ့က AA ကိုစစ်ကူပေးနေပြီဟုမြန်မာစစ်ဗိုလ်ချုပ်များစိုးရိမ်ကြတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကြောက်ဖြူမြို့နယ်အတွင်းတလောပိုင်းကစစ်ရေးတင်းမာမှုတွေပုံမတက်ကြွလာတာနဲ့အမျှနေပြည်တော်ရှိစစ်ဗိုလ်ချုပ်အဆင့်အရာရှိများကြားမှာတော့အခြားအဆင့်မပြေတာတွေစိုးရိမ်မှုတွေပုံမမြင့်တက်လာနေပြန်ပြီလို့စစ်ရေးဆိုင်ရာအတွေးအမြင်ကပြောကြားလာပါတယ်။အထူးသဖြင့်အမေရိကန်နိုင်ငံအပါအဝင်အနောက်နိုင်ငံများကအာရုံစိုက်နေတဲ့ရခိုင်ပြည်နယ်ကအဓိကစစ်မြေပြင်ဖြစ်တဲ့ကြောက်ဖြူတန့်တင်တိုက်ပွဲမှာ Arakan Army AA ကိုစစ်ကူပေးနေတဲ့ဆိုတဲ့သတင်းအကြောင်းအရာတွေကိုစစ်ဗိုလ်ချုပ်တချို့ကထုတ်ပြောလာကြတာကြောင့်နေပြည်တော်အတွင်းမှာနိုင်ငံခြားတပ်ဖွဲ့ဝင်ချင်းအတွက်စိုးရိမ်မှုပုံမမြင့်တက်လာနေတယ်လို့သတင်းတွေထွက်ပေါ်လာပါတယ်။ရခိုင်ပြည်နယ်အတွင်းမှာ AA တပ်ဖွဲ့ဟာနယ်နိမိတ်တလျှောက်တော်တော်များများကိုထိန်းချုပ်နေနိုင်ပြီဖြစ်ပြီးတပ်မတော်ဘက်ကတော့နေလုံးစုံတွင်စစ်ရေးဖိအားကြီးကြပ်မှုနဲ့တိုက်ပွဲများကိုဆက်လက်ပြုလုပ်နေတော့လေအင်အားနှဲပါလာနေပြီဟုသက်ဆိုင်ရာအဖွဲ့များကဖော်ပြခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာပဲ AA တပ်ဖွဲ့ဟာနောက်ဆုံးအချိန်တွင်စစ်ဘက်နည်းပညာအဆင့်မြင့်လက်နက်ပစ္စည်းအသစ်များနှင့်ပုံမသက်ဆိုင်ရာအချက်လက်တွေထုတ်ပေးနိုင်လာတာကြောင့်နေပြည်တော်ရှိစစ်အဖွဲ့အစည်းများအနေနဲ့တကယ်အမေရိကန်တပ်ဖွဲ့ကသို့မဟုတ် intelligent တင်တစ်ခုကကူညီနေတာအမှန်တကယ်ရှိနိုင်တယ်ဆိုတဲ့တန်တရားအမြင်တွေပေါ်ပေါက်လာနေပါတယ်။အထူးသဖြင့်တပတ်အနေငယ်ကကြောက်ဖြူမျိုးအနီးအနားရှိတပ်စခန်းတစ်ခုကို AA တပ်ဖွဲ့က GPS တိုင်းတာမှန်ကန်မှုမြင့်တဲ့လေကြောင်းပုံခွဲစနစ်နဲ့တိုက်ခိုက်ပြီးတပ်မတော်ဘက်ကထိခိုက်မှုအလွန်မြင့်ခဲ့တဲ့အချိန်ကစစ်ဗိုလ်ချုပ်အချို့ကဒီလိုနည်းပညာအဆင့်မြင့်တာတွေကိုသုံးဖို့အမေရိကန်က intelligent နဲ့ပတ်သက်နေတယ်ဆိုပြီးနေပြည်တော်အတွင်းအစည်းအဝေးတစ်ခုမှာပြောဆိုခဲ့ကြတယ်လို့အတွင်းသတင်းရင်းမြစ်တအုပ်စီကသိရပါတယ်။တပ်တွေများကိုအတီးပြုလို့မရသေးပေမဲ့နေပြည်တော်အတွင်းရှိစစ်အရာရှိတချို့ကရခိုင်တပ်ဖွဲ့တွေဟာဒေသခံလူထုတွေကထောက်ခံမှုအပြည့်ရှိပြီးအမေရိကန်နဲ့အနောက်နိုင်ငံတွေအနေနဲ့လည်းစစ်အဖွဲ့တစ်ခုအနေနဲ့မဟုတ်ပဲ Intelligent Corporation အနေနဲ့ထောက်ပံ့မှုတွေရှိလာတာဖြစ်နိုင်တယ်လို့ပြောဆိုခဲ့ကြပါတယ်။ထို့ပြင်နိုင်ငံတကာသတင်းသမားအချို့ကလည်းတောင်းတင်းစွာသုံးသပ်ထားကြပါတယ်။အမေရိကန်အနေနဲ့မြန်မာပြည်အတွင်းစစ်အုပ်စုကိုတိုက်ခိုက်ဖျက်သိမ်းဖို့ဓာတ်ရိုက်စစ်တပ်မပေးပေမဲ့ Intelligent Sharing, Satellite Surveillance နဲ့လေကြောင်းနယ်မြေမှသတင်းအချက်အလက်များပေးနိုင်တာဟာသက်ဆိုင်ရာနိုင်ငံရေးဆိုင်ရာလှုပ်ထုံးလုပ်နည်းအနေနဲ့ဖြစ်နိုင်တယ်လို့တချို့ကယူဆကြပါတယ်။စစ်ဗိုလ်ချုပ်အချို့ကတော့နောက်ဆုံးအချိန်တွင် AA တပ်ဖွဲ့ကတိုက်ပွဲတစ်ခုအပြီးမှရှိနေသည့်တိုက်ခိုက်မှုနေလာတာဟာဤပညာပိုင်းနဲ့စစ်ရေးပညာပိုင်းထောက်ပံ့မှုရှိနေတာကြောင့်ဖြစ်တယ်ဆိုတဲ့သုံးသပ်ချက်တွေထုတ်လွှင့်လာကြပါတယ်။အထူးသဖြင့်ကြောက်ဖြူမြို့နယ်ကတိုက်ပွဲတွေမှာဘုံချမှုလေကြောင်းစန့်ကျင်ရေးနည်းပညာနဲ့စစ်အချက်လက်များပုံမှန်ကန်လာတာကြောင့်နေပြည်တော်ဘက်ကသတိပြုလာနေတယ်လို့သိရပါတယ်။နောက်တစ်ဖက်မှာတော့Arakan Army အနေနဲ့တော့အမေရိကန်တပ်ဖွဲ့နဲ့ဓာတ်ရိုက်ပူးပေါင်းမှုမရှိပါဘူးပြောဆိုလာပေမဲ့နေပြည်တော်ရှိစစ်အုပ်စုဘက်ကအရာရှိတွေဟာအဲ့ဒီပြောဆိုချက်ကိုမယုံကြည်သလိုသတင်းအချက်လက်အလှည့်ပြောင်းနဲ့သတင်းပေးသတင်းယူကောင်းလာတာကိုသက်သေပြတယ်လို့ဆိုကြပါတယ်။နောက်ဆုံးအချိန်တွင်တော့နေပြည်တော်အတွင်းစစ်ဗိုလ်ချုပ်များဟာသတင်းမီဒီယာတွေအပေါ်ထိန်းချုပ်မှုတွေပုံမတင်းကျပ်လာပြီးအနောက်နိုင်ငံတွေကစစ်အဖွဲ့တို့သတင်းပေးနေတဲ့ဆိုတဲ့ညှို့မှန်းချက်နဲ့စစ်အာဏာအတွက်ခံနိုင်ရေးပြသဖို့အစည်းအဝေးများပြုလုပ်နေကြတယ်လို့သိရပါတယ်။တခြားအကြောင်းအရာတချို့ကတော့ကြောက်ဖြူတိုက်ပွဲဟာရခိုင်ပြည်နယ်အတွင်းတပ်မတော်အတွက်အပြောင်းလဲအရေးကြီးဆုံးဖြစ်လာပြီးနိုင်ငံတကာအဆင့်တွင်စစ်ရေးအာရုံစိုက်မှုရှိလာနိုင်တဲ့တိုက်ပွဲဖြစ်လာနေပြီဟုသုံးသပ်သူများကဆိုကြပါတယ်။အနည်းချုပ်အားဖြင့်ကြောက်ဖြူတိုက်ပွဲဟာအပြည်ပြည်ဆိုင်ရာသတင်းအချက်အလက်ပေးအပ်လာမှုနဲ့စစ်နည်းပညာဆိုင်ရာအဖွဲ့အစည်းများရှိလာနိုင်တဲ့စစ်ရေးအဆင့်တစ်ခုကိုမြန်မာပြည်တွင်စစ်ပွဲမှာဖော်ပြနေတဲ့အဆင့်ဖြစ်လာနေပြီဖြစ်ပြီးနေပြည်တော်ရှိစစ်အုပ်စုဘက်အတွက်တော့မဖြစ်မနေစိုးရိမ်စရာအကြောင်းတစ်ခုဖြစ်နေပြီဖြစ်ပါတယ်။